င်္ဂလာပါတီချက်သမီးကတော့ C102 ဖူဝဲဖြစ်ပါတယ်ရှင်။မပြန်နိုင်တဲ့ငှက်ဆယ်မျိုးတဲ့ကသမီးကငှက်ကလေးအုပ်ရဲ့အကြောင်းကိုပြပြပေးတော့မှာပဲဖြစ်ပါတယ်ရှင်။ငှက်ကလေးအုပ်ဟာကဘာပေါ်ကငှက်တွေထဲမှာအရေးစားကြီးမှဆုံးဖြစ်ပါတယ်။သူတို့ဟာငှက်ဆိုပေမဲ့မပြန်နိုင်ကြဘူး။မပြန်နိုင်လို့ငှက်ကလေးအုပ်ကိုနေတယ်လို့တော့မထင်လိုက်ပါနဲ့။အရန်ပြေးတန်ပါတယ်။တာတိုခီးဆိုရင်တနာရီ80ကီလိုမီတာနှုန်းလောက်ထိဒုံဆိုင်နိုင်ပြီးတာဝေးဆိုရင်တနာရီ50ကီလိုမီတာနှုန်းလောက်ထိပြေးနိုင်ပါတယ်သူတို့ရဲ့အတောင်ပံတွေကလေတဲ့ပြန်တက်သွားအောင်မစွမ်းဆောင်နိုင်ပေမဲ့ပြေးရင်လွှားရင်ဘယ်ညာကွေတဲ့အခါမှာတော့ပဲ့ထိန်တစ်ဖွဲလှုပ်ဆောင်ပေးတဲ့တန်ဆွမ်းလာတဲ့ချီတန်းရှိကြီးတွေနဲ့အာရပါရလန်းလိုက်ရင်ငှက်ကလေးအုပ်ချီတလန်းဟာဆယ်ပေကနေ16ပေထိတာသွားတဲ့ငှက်ဒီချေတန်းတွေကငှက်ကလေးအုပ်ရဲ့လက်နဲ့ဆိုရင်လေမမားပါဘူးငှက်ကလေးအုပ်အကန်ခံရရင်လူဆိုသေးနိုင်ပါတယ်စားမလို့ချင်းကလာတဲ့ချင်းသေးတော်ဆိုရင်လေအတော်အထိနာသွားမှသေးကြပါတယ်ချီတက်ချောင်းစီမာချီနတ်ချောင်းနဲ့ချွန်ထက်တဲ့ချီသေးတွေရှိပါတယ်ငှက်ကလေးအုပ်ကိုအာဖရိကတိုက်ရဲ့မြက်ခင်းမြင်ဒေသနဲ့ကန္နာရဒေသတွေမှာတွေ့ရတဲ့ဆယ်ကောင်လောက်ပါတဲ့အုပ်စုငယ်တွေဖက်ပြီးနေလေးရှိကြပါတယ်။ကောင်းဆောင်ငှက်ထီကအဖွဲကိုအုပ်ထိန်ပြီးကောင်းဆောင်ငှက်မနဲ့မိတ်လိုက်တယ်။တခြားငှက်မတွေနဲ့လည်းတခါတရံမိတ်လိုက်လေရှိတယ်။ဒီနောက်လိုက်ငှက်မတွေကိုအုပ်စုအတီးတကျမရှိပဲလဲလဲသွားလာနေတဲ့အပြင်ကငှက်ထီးတွေကလည်းလူပြိုလာလဲတဲ့ပါတယ်။ဦးတဲ့အခါအဖွဲတဲ့ကအမအားလုံးကောင်းဆောင်ငှက်မရဲ့ဦးကျင်းတဲ့မှာသွားဦးလေးရှိတဲ့ဦးဒါလက်ခံပေမဲ့ဦးတွေကိုတော့ဦးကျင်းပိုင်ရှင်ကသူ့စိတ်ကြိုက်စီမံတယ်သူ့ကိုယ်ပိုင်ဥတွေကိုကျင်းအလဲမှာထားပြီးသူများဥတွေကိုဘေးပလဲနေရာတွေမှာချထားပါတယ်ဥတွေဝတ်တဲ့အခါကောင်းဆောင်အမနဲ့အထီးကအလဲကြဝတ်တယ်ငှက်ကလေးအုပ်ဟာတလုံးကိုကျဲဥအလုံးနတ်ဒါစင်စာလောက်အရွယ်ရှိပါတယ်လူတွေကငှက်ကလေးအုပ်ဟာရန်သူနဲ့တွေ့ရင်ကောင်းကိုတဲထိုးထည့်ပြီးပုံးတယ်လို့ပြောလေးရှိကြတယ်ဒီစကားမှားပါတယ်ငှက်ကလေးအုပ်ရဲ့အကျင့်ကသူ့ကိုရန်ပြုမဲ့တတော်ဝါချင်းကလာတာနဲ့ဝှေ့ချလိုက်ပြီးလေတံကိုနေနဲ့ကတ်ထားတတ်ပါတယ်သူ့ကိုရန်သူကတိတ်မမြင်ရတော့အောင်ကြိုးစားတဲ့သဘောပါဒါပေမဲ့ခေါင်းကအမွေတွေကလည်းသဲနဲ့အယောင်စင်နေတော့ခလန်းလန်းကကြည့်ရင်ခေါင်းကိုတဲထိုးထက်ပြီးပုံးတယ်လို့ထင်ရင်လည်းထင်ကျင်ရပါပဲငှက်ကလေးအုပ်တဲ့အဓိကစားလေးရှိတာကတော့အပင်တွေအမြင့်နဲ့အဆိပ်တွေပဲဖြစ်ပါတယ်ဒါပေမဲ့သူတို့နေထိုင်တဲ့ဒေသကတခါတရံမှာစားရည်ကအတော်ရှားပါတဲ့နေရာမျိုးဖြစ်တဲ့အတွက်လိုအပ်ရင်ဘိုးကောင်လေးတွေရောကင်းလက်လျှောပါမကြမ်းသူတို့စားလေးရှိတယ်ရေနဲ့ပတ်သက်လို့ကတော့ပင်တွေစားရင်
အပင်တွေဆိုင်ရင်ရတဲ့အစောတန်းနဲ့အတော်လုံလောက်တယ်လို့ဆိုပါတယ်သမီးပြပေးသွားတယ်ငှက်ကလေးအုပ်ရဲ့အကြောင်းကတော့ဒီလောက်ပါပဲဒီချက်ကြည့်ရှုနားဆင်ပေးကြတဲ့ဒီချက်နဲ့တကွာတငယ်ချင်းတို့အားလုံးကိုလည်းအထူးကျေးဇူးတင်ရှိပါတယ်ရှင်